ဘုံပြမေကုန်းမေးရှောင်းဝင်ပြပါဗျာဖျားတပိတော်ဒီတရားထိုင်စင်မှာဖျားရုပ်ထုကိုလေပင်ဖြတ်တဲ့အတွေးတွေလေပင်ဖြတ်တဲ့ဒီအတွေးစိုးတွေပေါ်လာပါတယ်ဗျာအရန်ကြောက်ပြီးတော့တရားထိုင်လို့မရဖြစ်သွားပါတယ်ဗျာဖျားတပိတော်ငရဲကြမှာလားဗျာစေတနာမပါပဲပေါ်တဲ့အတွေးတွေရှိနိုင်ပါသလားဗျာနော်ဒီမေကုန်းကတာမန်အားဖြင့်ဒီလိုခက်ဆက်စင်မေကုန်းတွေတော့ဘုံဖြေဖို့ပါတယ်တာမန်အပြင်ယောဂီတွေနားထောင်လိုက်ရင်တော့မေကုန်းကတစ်မျိုးကြီးလို့ထင်နေတတ်တယ်ဘုန်းတော်ဒါပုထုဇဉ်တွေကဒါပုထုဇဉ်တော့အုံမတ်တော်ပြောတယ်လို့ပုထုဇဉ်တွေကအယူတွေစိတ်ကတောင်တွေးမြောက်တွေးတဲ့အခါမှာဒီကောက်တလေမလောက်ကောင်းဘူးဆိုတာတိတိနဲ့ကိုမလောက်ကောင်းဘူးတွေးမှပဲပို့ပြီးတော့စိတ်ဆိုရဲ့တဘာဝထိမ့်လိုက်မှပို့ဆိုးတတ်တယ်ဥပမာလောကလူတွေစကားလို့လေမပြောနဲ့တော့ဆိုပို့ပြောတာလောကလူတွေရဲ့တဘာဝမပြောနဲ့ဆိုပို့ပြောတယ်အဲ့လိုပဲစိတ်ဆိုရဲ့တဘာဝဒါမလောက်ကောင်းဘူးဒါအပြစ်ဖြစ်တယ်ဆိုတာသိရင်စိုးရိမ်တယ်တတိပူထားတဲ့တရားကိုတခါတည်းပို့ပြီးတော့တွေးမိတတ်တယ်အခုဒါတရားအထုတ်နေနဲ့ဖျားလည်ပင်ဖြတ်မိတယ်ဒါအတွေးစိုးတွေတွေးမိတယ်ဆိုတော့ဒါကရေပုံအပြင်ကြည့်ဒါဖြစ်နိုင်ပါမလားလို့ထင်မိမယ်လူတိုင်းဖြစ်နိုင်တယ်ဒီလိုမေးခွန်းခက်ဆင်ဆင်နေဘုံအများကြီးဖြေခဲ့ဘူးလေဘုံကိုယ်တိုင်လည်းကြုံခဲ့ဘူးလို့စိတ်ဆိုရဲ့တဘာဝကတခါတည်းဒါစပလင်လိုပဲဖိပါများရင်တွန်းကန်တယ်ထိမ့်မှများရင်ပိုဆိုးတတ်တယ်ဒါဘုံကိုယ်တိုင်လဲဒါကိုရင်ဘဝတုန်းကတရားရအထုတ်တုန်းကအဲ့လိုမကောင်းတဲ့အတွေးဆိုးတွေပေါ်ဘူးတယ်ဒါနဲ့ပတ်သက်ပြီးတော့ဟိုတကားကြီးတယောက်ယောဂီတကားကြီးတယောက်ကသူကကြတော့အဲ့ဒီတကားကြီးကကြတော့တရားအထုတ်နေရင်းနဲ့သူလည်းအဲ့လိုမျိုးဖျားနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အတွေးတွေတွေးမိတယ်မကောင်းတဲ့အတွေးတွေတွေးမိတဲ့အခါကျတော့ပြောရခက်လောက်အောင်ညစ်တိညစ်ပတ်တွေတွေးမိတယ်ဟာဘာကြောင့်ငါဒီအတွေးကြီးကပေါ်လာတာလို့ငါတော့ငရဲကြီးတော့မှာပဲအပြစ်ဖြစ်တော့မှာပဲအဲ့ဒီအတွေးကိုပယ်လို့မရဘူးအဲ့ဒီအတွေးကခဏပေါ်လာတော့ဘာဖြစ်လဲဆိုဒီတကားကြီးကအခုဘုံလျှောက်တဲ့ယောဂီလိုမျိုးပဲတရားမထိုင်ရတော့နောက်တရားမထိုင်လဲဖျားကန်းနဲ့ရောက်ရင်ဖျားနဲ့ပတ်သက်တဲ့မကောင်းတဲ့အတွေးကတွေးမိပြန်တော့ဖျားကန်းနဲ့လည်းမသွားရတော့ဖျားလည်းမကြော့ရတော့ငါမတွေးဘူးလို့ထိန်းတဲ့တရားကိုမကောင်းတဲ့အတွေးကပေါ်လာတာကြာတော့ငါတော့စိုက်ကိုဖြစ်ပြီးထင်တယ်သူ့မှာစိတ်တွေလည်းဆင်းရဲသမင်းလည်းကောင်းမစားနိုင်ညလည်းကောင်းမအိပ်နိုင်ငါဘာလို့ဖျားအောင်မပြစ်မှားဘူးဒီတော့ကျင်ညိုစာကောင်းတဲ့ဖျားအောင်ငါဘာလို့ပြစ်မှားတဲ့အတွေးကြီးကအဲ့ဒီအတွေးဆိုးကြီးကဘာလို့ခဏပေါ်လဲထိန်းလို့လည်းမရဘူးအဲ့ဒါနောက်ဒီတကားကြီးကသူ့ရဲ့အဲ့ဒီမေကုန်းကိုတဲ့ဒါဆရာတော်ကြီးတော်တော်များများသူမေးခဲ့တယ်မြန်မာပြည်အနက်ဆရာတော်ကြီးတွေသူသွားမေးလျှောက်တယ်မေးလျှောက်တဲ့ကဆရာတော်ဘုရားတွေကတော့ဖြေပေးကြတာဒါပေမဲ့ဒီတကားကြီးနဲ့မကိုက်ဘူးဖြစ်နေတယ်သူပြဿနာမဖြေရှင်းပေးနိုင်ဘူးဖြစ်တယ်ဆရာတော်တွေကဘလို့ပြောင်းအတင်ပေးပေမဲ့လေသူကအဲ့ဒီအာယုံကမဖြတ်နိုင်တော့ဒီလိုမျိုးနေနဲ့တော့ဖုံရှိရောက်လာအဲ့ဒီတော့ကဖုံကယဟန်တဝါပဲရှိသေးတယ်ယဟန်တဝါလေဒီဆရာတော်ဘုရားကြီးတရားကျင့်ခဲ့ဘူးတဲ့တောင်ပေါ်မှာနေရာ location တော့ထားပါတော့အဲ့ဒီမှာဖုံတရားတော်အထုတ်တယ်လေဒီဆရာတော်ဘုရားကြီးတရားကျင့်ခဲ့တယ်ဆိုတာနဲ့ယဟန်တဝါအသက်22နှစ်ရှိသေးတယ်ဖုံအဲ့ဒီတော့ဒီတကားကြီးကနောက်ဆုံးကဖုံရှိရောက်လာအဲ့တော့ဖုံတပါးတဲ့တောအဆောက်တည်ပြီးတရားထုတ်နေတဲ့အချိန်ပေါ့ဆရာတော်ဘုရားတဲ့ဒီပြီးတော့ဒီမေကုန်းတော်တော်များများမေးဖို့ပါတယ်ဆရာတော်တွေတော်တော်များများကဒီပြီးတော့စိတ်တိုင်းကြအောင်မဖြေပေးနိုင်ဘူးဗျာဒီပြီးတော့အစင်မပြေမှုကိုဆရာတော်တွေဒါမဖြင့်ရှင်းပေးနိုင်လို့ဗျာတဲ့ဆရာတော်တည်လည်းကြားပါတယ်တဲ့ဆရာတော်ကငယ်ရွယ်နဲ့ဒီလိုမျိုးတောင်ပေါ်မှာတောအဆောက်တည်ပြီးတရားထုတ်နေတယ်ဆိုတော့ဒီပြီးတော့အစမေးမလို့ပဲတဲ့ဒီပြီးတော့ဝန်ခံပြရစီတဲ့ဆရာတော်ကအသက်အရမ်းငယ်တော့တကယ်ဆရာတော်ကြီးတွေတောင်မှငါမေးတာအစင်မပြေခဲ့တာဒီဆရာတော်လေးသွားမေးဘယ်လိုလုပ်ဖြေနိုင်ပါမလဲဖြေနိုင်မယ်မထင်ဘူးဆိုပြီးတပည့်တော်လာမမေးတာပါတဲ့အခုတပည့်တော်ရဲ့အမျိုးသမီးကကြီးငယ်ဘာပဲဖြစ်တော်ဒီတိုင်းနေတဲ့တူတော့ဒီတိုင်းဖြစ်ရင်ကြံယူမယ်ပြီးရင်ကိုတေချောင်းကြံစီခြင်းတဲ့စိတ်တွေပါပေါက်နေပြီဆိုတော့မဖြစ်တော့ဘူးငါတော့ဒီတိုင်းဆက်နေရင်တော့ဖះအောင်မပြစ်မှာတဲ့အတွေးပဲအဲ့အတွေးကပယ်လို့လည်းမရဆက်ကတွေးရင်တော့နေတိုင်းအကုသို့ဖြစ်မဲ့တူတော့တေတာကောင်းမယ်ဆိုပြီးတော့ကိုတေချောင်းကြံစီခြင်းတဲ့စိတ်တွေပါပေါက်တော့အမျိုးသမီးကိုပြောပြပါတယ်တဲ့အမျိုးသမီးကဆိုရင်လည်းဒီဆရာတော်လေးကြီးသွားဆိုပြီးတော့ဆရာတော်ကြီးလွတ်လိုက်လို့တပည့်တော်လာမေးကြည့်တာပါတဲ့တပည့်တော်ဆရာတော်နဲ့ဆိုရင်ဆရာတော်တွေအများကြီးမေးပြီးတဲ့မေကွန်းတကူဆရာတော်အနေနဲ့ဘလို့ဖြည့်ပေးနိုင်ပါသလဲတဲ့မေးတော့ဘုံကဒီမေကွန်းကတော့ဘုံဖြည့်ပေးနိုင်ပါတယ်လို့သူအံ့ဩသွားဒါတပည့်တော်အများကြီးမေးခဲ့ဘူးတယ်မဖြေနိုင်ဘူးဆ
စာတော့ကဘလို့ဖြစ်နိုင်မှာလဲတဲ့သူကအဲ့လိုမျိုးမေးတော့ရတယ်လို့ဘုံဘုံဖြစ်ပြီးအဓိကရေကြောင်းဖြစ်တဲ့အညစ်အကြေးဟာရေနဲ့ပဲစေးကြောရတယ်ရေကြောင်းဖြစ်တဲ့ရွှွန့်ပွက်တွေပြီးရင်ရေနဲ့ပဲစေးမှာပဲပြောင်းတယ်အဝတ်နဲ့တုပ်ဝက်တ िश ူနဲ့တုပ်လဲဒါပြောင်းတလို့ရှိပေမဲ့ဒါအဲ့စိတ်တိုင်းဘဝမကြောက်ရေကြောင်းဖြစ်တဲ့ရွှွန့်ညုံအညစ်အကြေးတွေကရေနဲ့စေးကြောမှာပဲပို့ပြီးပြောင်းစေတယ်စိတ်ကြောင်းဖြစ်တဲ့ဒါတကာကစိတ်ကြောင်းဖြစ်တဲ့ယောဂစိတ်ကြောင်းဖြစ်တဲ့အညစ်အကြေးကိုစိတ်နဲ့ပဲပြန်စေးကြောရမှာဒါဘုံဘုံကိုယ်တိုင်လဲကိုရင်ဘွားတော့ဖြစ်ဘူးလေအဲ့တော့ဘုံဘွားနီးတိရောဒီတကာကိုပြောပြတရားရှင်ကဟောတဲ့တရားရည်ထဲမှာကစေရနာပါမကံမြောက်တယ်တဲ့နော်စိတ်စေရနာဥပမာစေရနာဆိုရင်ဘုံတို့လောကလူတွေကစေရနာဆိုရင်ကောင်းတဲ့နေရာမှာပဲတကယ်ဒါ positive မှာပဲတွားပြီးထင်တတ်တယ်နော်စေရနာကောင်းတယ်လို့ပြောလိုက်တာစိတ်ထားကောင်းတဲ့သူကိုစေရနာကောင်းတယ်လို့လောကလူတွေမသုံးဘူးလားသုံးကြတယ်စေရနာကောင်းတယ်တကယ်တော့စေရနာဆိုတဲ့စကားကကုသိုလ်စကားမဟုတ်မကောင်းတာလို့ရင်လေစေရနာရဲ့အဓိပ္ပာယ်သူ့ရဲ့အနက် definition ကကြတော့သူစိတ်စော်ခြင်းစိတ်ကိုစိတ်စော်လိုက်တာနော်စိတ်ဆန္ဒဖြစ်ပေါ်လာတဲ့စိတ်ရဲ့စိတ်စော်တာကိုစေရနာလို့ခေါ်တယ်အဲကြတော့ကောင်းတဲ့နေရာမှာလေကောင်းတဲ့စိတ်ကိုစိတ်စော်ပြီးတဲ့အတွက်စေရနာမကောင်းတဲ့အကုသိုလ်မှာလေစိတ်စော်ရင်မကောင်းတဲ့အကုသိုလ်စေရနာဆိုတာရှိသေးတယ်စေရနာလို့သုံးလိုက်ရင်လောကအများစုကကောင်းတာပဲထင်တယ်လို့ဒါဘုံမှာနည်းနည်းလေးရှင်းပြတာကဲထားတော့ဗျာအခုလေဘုရားရှင်ဆိုလိုတာကစေရနာပါမကံမြောက်တယ်ဗါတဲ့လေအလုံးယောဂီများဖြည့်ကြည့်စေရနာပါမကံမြောက်တယ် online ယောဂီတွေရောဖြည့်နော်စေရနာပါမကံမြောက်တယ်အကုန်လုံး online ယောဂီတွေလည်းဖြည့်အခုတရားနာပိသက်တွေလည်းဖြည့်ဒါမှပုံမှတ်မိအောင်စေရနာဆိုတာမြန်မာလိုကစိတ်စော်ခြင်းဗါတဲ့လေစိတ်ကိုစိတ်စော်လှုပ်စော်ပေးတာနော်အဲ့ဒါဆိုတော့ကံဆိုတာကဘုံဘုံပြောတာနော်စေရနာပါမဗါတဲ့လေကံမြောက်တယ်လို့ပြောကံမြောက်တယ်ဆိုတော့ဘုံဘုံကံလို့ပဲသုံးသွားတာကုသိုလ်ကံအကုသိုလ်ကံနှစ်ခုလုံးနဲ့အကျုံးဝင်တယ်ကုသိုလ်ကံလည်းပါတယ်အကုသိုလ်ကံလည်းပါနော်အဲ့ဒါဆိုတော့ဥပမာပေါ့ဘုရားရှင်လက်ထက်ကဘုန်းတော်ဒါစက္ခုပါဠလို့ခေါ်တဲ့ရဟန္တာအရှင်မြတ်ကြီးကမျက်လုံးကွယ်နေတာသူရဲ့အတိတ်ဘဝကဝိကျွေးကြောင့်မျက်လုံးကန်းသွားတယ်မျက်လုံးကန်းသွားတဲ့အခါမှာဒီရဟန္တာရှင်မြတ်ကြီးကသူဇိဉ္ဉံလျှောက်နေတာဇိဉ္ဉံလျှောက်နေတာမျက်လုံးကွယ်နေပြီမဲ့သူအမြဲတမ်းလျှောက်နေတဲ့နေရာဆိုတော့မျက်လုံးကွယ်နေပြီမဲ့တိတော့လေအဲ့နေရာလေးမှာပဲသူဇိဉ္ဉံလျှောက်နေကြနေရာလေးမှာဇိဉ္ဉံလျှောက်တယ်အဲ့ဒီအချိန်မှာမိုးရွာတော့ပိုးကောင်လေးတွေကကြောင်းပေါ်တက်တာဟိုရဟန္တာရှင်မြတ်ကြီးကမမြင်တော့ပိုးကောင်လေးတွေတက်နေမိတဲ့အခါကျတော့ဒီအကြောင်းတခြားဘုန်းကြီးတွေကမြင်တော့ဘုရားအောင်လျှောက်တော့ဘုရားရှင်ကဒီငါဘုရားရှင်ရဲ့တားတော့ဒီဒါစက္ခုပါဠမထေရရဟန္တာဖြစ်နေတယ်အရဲတကိုရတာတဲ့ရဟန္တာဖြစ်တယ်သူကပိုးကောင်လေးတွေကိုတည်စီလိုတဲ့စိတ်မပါတဲ့အတွက်သူ့မှာအပြစ်မဖြစ်ပါဘူးဘုရားဒီလိုမိတ်နော်အဲဆိုတော့တည်စီလိုတော့စိတ်မပါတဲ့တည်စီလိုတဲ့စေတနာပေါ့တည်စီလိုတဲ့စေတနာမပါတဲ့အတွက်ဒါအပြစ်မဖြစ်ဘူးအကုသိုလ်မဖြစ်ဘူးအဲ့တော့ဘုံဘုံတို့လည်းလမ်းလျှောက်တဲ့အခါဒီကလူမတွေကားဆိုင်ငယ်တွေစီးတဲ့အခါအကောင်လေးတွေတက်နေမိမှာတက်ကြိတ်မိမှာဒါပေမဲ့တည်စီလိုတဲ့စိတ်မပါရင်ဒါတည်စီလိုတဲ့စေနာမပါရင်အကုသိုလ်ကံမမြောက်ဘူးနောက်ကောင်းတဲ့ဘက်ကဆိုရင်ဒါကုသိုလ်ပေါ့ဒါကုသိုလ်စေတနာမပါရင်လည်းဒါကုသိုလ်ကံမမြောက်ဘူးပြီးတော့အဲ့လိုတချို့ကစေနာမပါဘဲနဲ့လုပ်တဲ့ကိစ္စကဏ္ဍတွေရှိလို့လေအဲ့လိုကံမမြောက်ဘူးအဲ့ကံအာမကောင်းဘူးပေါ့အပယ်မဲ့ဒါဒီအကုသိုလ်ဆိုရင်လည်းစေနာမပါရင်အပယ်မကြောက်ကောင်းမှုကုသိုလ်ဆိုရင်လည်းစေနာမပါရင်ဒါကုသိုလ်ဘလိုကြီးမရဘူးပေါ့ဒီလိုမျိုးရှိစေနာကအဓိကအဲ့တော့ဆိုတော့ဘုန်းတို့လူပဲဝိတုနဲတာများတာတဲ့စိတ်စေနာအဓိကလို့ပြောတာဟုတ်ပြီနော်အဲ့တော့စေနာပါမကံမြောက်တာဖြစ်တယ်အဲ့ဒီအခါမှာဒီတကာကြီးကအခုဘုံ online ယောဂီလည်းမေးတော့ဘုံဖြေမယ်နော်အဲ့စောစောကဘုံရဟန်းတော်ကအသက်22နှစ်လုံးကလာကြော့တဲ့တကာကြီးကိုလည်းဘုံဖြေပြတယ်ပြစ်မှားလို့တဲ့စိတ်သူ့မှာဖះကိုတကာကြီးကိုဘုံမေးမယ်စေနာပါမဒီတကယ်ဖះကိုပြစ်မှားလို့တဲ့စိတ်ပါမှာတကယ်အကုသိုလ်ဖြစ်တာတကာကြီးဖះကိုပြစ်မှားလို့တဲ့စိတ်ရှိသလားလို့ဘုံကမေးတယ်အခု online ယောဂီလည်းအခုဘုံမေးတဲ့ online ယောဂီတရားနာနေမယ်တင်တယ်နော်ဘုံ
မေးတာဒီ online ကနေဖြေနော်